ကြောသက်အရွယ်မှာအချစ်ချက်ပိုအရေးကြီးတဲ့အချက်၄ချက်အချစ်တကူအတွန်းနဲ့မင်းရဲ့ဘဝတကူလုံးမပြတ်စည်းပါစေနဲ့ကြောသက်အရွယ်မှာလူတိုင်းဒီပါအချစ်ကိုလိုချင်ကြပေမဲ့အချစ်တကူရဲနဲ့တော့ဘဝကိုတီးဆောက်လို့မရပါဘူးမင်းရဲ့ဘဝကိုပုံမတိုးချက်တောက်ပါစေဖို့ဒီအချက်၄ချက်ကိုအမြဲနှလုံးသွင်းထားပါနံပါတ်1အချစ်ချက်ကိုအနာဂတ်ကိုပိုတီးဆောက်ပါ relationship တကူဆိုတာပြတ်သွားနိုင်ပေမဲ့မင်းတင်ထားတဲ့ပညာနဲ့စူးစမ်းထားတဲ့အရည်အချင်းတွေကတော့မင်းကိုဘယ်တော့မှထောင်မသွားပါဘူး။တယောက်ယောက်နောက်လိုက်ချင်နေရင်းနဲ့ကိုယ့်အနာဂတ်ကိုလမ်းပြောင်းမခံပါနဲ့။နံပါတ်2ကိုတန်ဖိုးရှိအောင်နေပါ။ social media ပေါ်က like တွေများလာတာဟာတန်ဖိုးရှိတာမဟုတ်ပါဘူး။စာဖတ်ခြင်းယဉ်ကျေးတဲ့အပြုအမူရှိခြင်းနဲ့စိတ်ကောင်းရှိခြင်းကသာမင်းရဲ့တကယ်တန်ဖိုးပါ။လူတစ်ယောက်ရဲ့အလှဟာမျက်နှာမှာမဟုတ်ဘဲစိတ်ထားမှာပိုးပေါ်လွန်တတ်ပါတယ်။နံပါတ်3အသစ်တွေအမြဲတင်ယူပါငယ်ရွယ်တဲ့အချိန်မှာပညာတစ်ခုခုကိုတက်မြောက်ထားမှနောက်တစ်ချိန်မှာကိုယ်စတာပေါ်ကိုရပ်တည်နိုင်မှာပါဘာသာစကား online skill ဒါမှမဟုတ် business idea ပဲဖြစ်ဖြစ်တစ်ခုခုကိုသင်ယူပါမင်းရဲ့ဘဝတူတာ knowledge ကသာမင်းဘဝကိုပြောင်းလဲပေးနိုင်မှာပါနံပါတ်4စိတ်ကောင်းထားတတ်ပါဘဝမှာရုပ်ချောတာချက်စိတ်ကောင်းထားတာကပိုရှားသလိုပိုပြီးတော့လေလေးစားဖို့ကောင်းပါတယ်။သူများအပေါ်မနာလို့စိတ်နည်းပြီးကုညီတတ်သူတွေကနောက်ဆုံးမှာလူချစ်လူကန်အများဆုံးပါပဲ။မင်းရဲ့စိတ်ထားကောင်းမှုကတနေ့မှာကောင်းမွန်တဲ့အရာတွေကိုမင်းစီပြန်လဲခေါ်ဆောင်လာပါလိမ့်မယ်။မှတ်ထားပါအချစ်တကူကြောင့်ဝုန်းနေကြတာချက်ကိုဘဝတိုးတက်အောင်စူးစမ်းနေတာကပိုပြီးတန်ဖိုးရှိပါတယ်။မင်းကတယောက်ယောက်ရဲ့အထမ်းရှင်ရဖို့တင်မွေးလာတာမဟုတ်ဘဲမင်းရဲ့ဘဝကိုတောက်ပအောင်ဖန်တီးဖို့မွေးလာတာပါ